ပျော်ရွှင်ခဲ့ကြတယ်ဝမ်းနည်းခဲ့ကြတယ်မနာလိုဖြစ်ခဲ့ကြတယ်စိတ်မချမ်းမသာဖြစ်ခဲ့ကြတယ်စိတ်ဆိုးခဲ့ကြတယ်ဆွေလန်းနှစ်သက်ခဲ့ကြတယ်အရှက်ရခဲ့ကြတယ်ဝင်ကြွားမာနရှိခဲ့ကြတယ်အဲ့ဒီစိတ်ခံစားချက်တွေအခုပဲရောက်သွားပြီလေဘယ်သူမှအဖြေကိုမသိကြပါဘူးဒါပေမဲ့ကျွန်တော်တေချာသိတာတစ်ခုကတော့အဲ့ဒါတွေဟာပေါ်လာပြီးကြာမခံပဲပျောက်ကွယ်သွားတတ်ကြတယ်ဆိုတာပါပဲဒီသဘောကိုနားလည်လက်ခံလိုက်ပြီးဆိုရင်ကျွန်တော်တို့ရဲ့ဘဝဟာအချုပ်ချယ်ကင်းတဲ့စိတ်လွတ်လပ်မှုကိုရလာပါလိမ့်မယ်ကျွန်တော်တို့မှာစိတ်ခံစားချက်နဲ့ပတ်သက်ပြီးဆန္ဒနှမျိုးရှိကြတယ်ပထမတစ်မျိုးကကျွန်တော်တို့ဟာပျော်ရွှင်နေကြရင်ပျော်ရွှင်မှုကိုတသက်တာပတ်လုံးရှိနေစေချင်ကြတယ်ဒုတိယ